ဒီ kitchen ထဲမှာပြောစရာကဘာလဲဆိုတော့ကျွန်တော် kitchen cabinet ဒီ top cabinet ကကျွန်တော်ဒါ modern ပုံစံအသစ်လုပ်ထားတယ်ဒီ cabinet ကကျတော့အရင်တော့ကဒါ finger joint ပုံစံနဲ့လုပ်ထားတဲ့ဟာအဟောင်းကိုပဲကျွန်တော်တို့ပြင်ပြောင်းစရာရှိတဲ့ကျွန်တော်ရှောက်လန်းနေမကောင်းတဲ့ဟာတွေကျွန်တော်ပြောင်းတယ်စီးတွေပြန်လိုက်တယ် granite ကတော့အရင်အဟောင်းပဲကျွန်တော်မြင်ချင်းကိုပြောမယ်ဆိုတော့ပုံမမီတာကိုမြင်ရလို့ပဲဒါကိုမြင်လိုက်တာနဲ့ကိုကျွန်တော်မှနှလုံးခုန်တာကနေတစ်ခုချင်းစီကြော်သွားလို့ခံစားရတယ်အရန်သဘောကျပါဒီ cabinet ဆိုလဲဟိုးအမြင်ကြီးပဲတောက်လျှောက်ကြီး cabinet ဒီမှာရှိတဲ့ပစ္စည်းထည့်ထားတာ cabinet ဒီမှာကျတော့ဒီကလေးပါမယ် TV console ပါမယ်ယောက်ျားလေးဆိုတော့ယောက်ျားလေးအရောက်မနေဘူးပါတယ်နော်ဒီမှာကျတော့လေသူ့ရဲ့ဒါ walk-in closet အသေးလေးအဲဒီဆိုတော့ကျွန်တော်တို့ကဒါဘုံနဲ့ကန်ထားတဲ့ဟာရင်းတော့ဒါတစ်ခန်းနဲ့ပဲဒါရအောင်ကန်ထားပေးတယ်ဒါကနောက်ဆုံး master bedroom 4ဒီအိမ်မှာအလုံးပေါင်း master bedroom 4ခန်းရှိတယ်နော်ဒါကကျွန်တော်သိထားတာသူ့ရဲ့သားနေမှာဒီအခန်းတစ်ခုပဲသူက ceiling height ကအမြင့်ဆုံးနော် ceiling ဟိုးပေါ်ထိသွားတယ်နော်ဟုတ်ပေါ်ထိသွားအပေါ်မှာရှိတဲ့ slab ကလည်း level မတူဒီဘက်ကပုံမြင်တယ်ဒီဘက်ကအမြင့်ဆုံးပဲအဲ့တော့ဒီမှာကအမြင့်ဆုံးဖြစ်နေတော့ဒီဟာကြီးကလည်းကျွန်တော်ဘာထည့်လို့ထည့်ပြရမသိတာနောက်ဆုံးဒါကြီးတော့တွေ့တော့လူငယ်လည်းဖြစ်တဲ့ကြောင့်မို့ဒါလူငယ်လည်းဆန်နေဟိုလှလည်းလှကျွန်တော်တက်တော့ကတော့နည်းနည်းတော့လက်ဝင်သွားတယ်တော့တက်ရတာအများကြီးပဲဒါပေမဲ့လည်းအိမ်နဲ့တော်တော်လေးကိုလိုက်ဖက်ပြီးတော့လှပတဲ့အတွက်ကြောင့်မို့ကျွန်တော်ဟိုဘလောက်ပဲပြင်တက်ခဲ့ရပေမဲ့လည်းပီတိဖြစ်ရတယ်ဒါကိုမြင်ရတယ်အဲ့တော့ဒီမှာ challenge တစ်ခုရှိတယ်အဲ့ challenge ကဘာလဲဆိုတော့အရင်အဟောင်းမှာတော့ကကျွန်တော်တို့ဒီဘက်အပြင်စင်ဝင်ဘက်တွေမှာဘာမရှိဘူးလဲဆိုတော့ကျွန်တော်တို့မှာဟိုပါလေးတွေရှိတယ်ကျွန်တော်ထွက်ပြလိုက်မယ်ဒါတော့တာမန်မခတ်ထားတော့ဒီမှာ wall lamp လေးတွေရှိတယ်ဒီ wall lamp လေးတွေရှိတဲ့ဥစ္စာလေးသူကကျိုးကပျောက်နေတော့ breaker လေးအကုန်လုံးတင်လာမှကျိုးကမလာဘူးကျိုးမလာတော့ကျွန်တော်တို့ကကျိုးတစ်ဆွဲဖို့ကကြတော့လေဆွဲလို့အဆင်မပြေတော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ရတဲ့နီးရ point ကနေကျွန်တော်တို့ line နဲ့ neutral နဲ့ကို direct ဆွဲပြီးတော့ဒီဟာကိုပဲတီးတန်ကျွန်တော် wireless switch ကျွန်တော်ထားပေးလိုက်တယ်ဒီဟာက wireless switch ဒီနောက်မှာ wire မရှိဘူးသူကဒီဟာနဲ့ဟိုဟာနဲ့ကို receiver နဲ့ကို wireless စီးသွားအဲ့တော့ receiver ကိုကျွန်တော်ဘာမှထားလိုက်တယ်ဆိုတော့ဒီဘုန်းထဲမှာ receiver ရှိတယ်နော်အဲ့တော့မထင်အောင်အဲ့ဒီမှာ receiver ရှိတယ်ဟိုကနေဖွင့်လိုက်တာနဲ့ဒီမီးကတီးတန်ဖွင့်ပိတ်လို့ရပါတယ်ပေါ့နော်ခဏလေးဒီမှာကြံသေးတယ်ကျွန်တော်ခုနကပြောနေတဲ့အပေါ် slab ကိုတက်မဲ့လေကားကဒီလိုလေကားဒီခန်းကနေဝင်ရတာအပေါ် slab မှာကျတော့သူကကျတော့ရေတိုင်ကြီးတစ်ခုပဲထားတယ်ရေတိုင်ကြီးတစ်ခုနဲ့water heater နှစ်ခုထားတာအဲ့အတွက်ကိုပြင်မဲဘာညာဆိုရင်ဒီကလည်းမတက်ရတယ်အဲ့တော့ပြောမယ်ဆိုရင်တွေ့ရတဲ့အတိုင်းပဲလေတက်ရတဲ့ဟာလည်းအဆင်မပြေဘူးဒီခန်းထဲကနေဖြတ်နေရတော့ဟိုဘက်မှာကျွန်တော်အကြံပေးတယ်ဟိုကနေခါတယ်တစ်ဆက်သေးပဲလေကားနေတက်သွားမယ်ဆိုရင်အဆင်ပြေသွားတယ်เนาะအဲ့တော့ဒီအထဲကိုကျွန်တော်ပြတယ်ဒီအထဲမှာလည်းဒီကတင်ရဲ့ backdrop ကကျွန်တော် design ပုံစံလေးကိုကျွန်တော်ပေါ်ပြီးလုပ်ထားတယ်။ဒါထဲမှာမီးလေးရှိအဲ့မီးကဒီကထွန်းလာ။ဒါနောက်မှလိုက်ထည့်တဲ့ဥစ္စာလေးပေါ့နော်ရအောင်တော့ထည့်ထားပေးတယ်ဒါဒီကနေထွန်းရတယ်။ဒီ cabinet ဆိုလဲဟိုးအမြင်ကြီးပဲတောက်လျှောက်ကြီး cabinet ဒီမှာရှိတဲ့ပစ္စည်းထည့်ထားတာ cabinet ဒီမှာကျတော့ရေခဲတသားလေးပါမယ် TV console ပါမယ်ယောက်ျားလေးဆိုလဲယောက်ျားလေးအရောက်မနေကိုပါတယ်နော်အဲ့ဒါဒီမှာကျတော့လေသူ့ရဲ့ဒါ walk-in closet အသေးလေးအဲဒီဆိုတော့ကျွန်တော်တို့ကဒါဘုံနဲ့ကန်ထားတဲ့ဟာရင်းတော့ဒါတစ်ခန်းနဲ့ပဲဒါရအောင်ကန်ထားပေးတယ်ကျတော့အန်ဆွဲနိုင်လေးပဲထားလို့ရမယ်ဒီဘက်မှာကျတော့ UN အိမ်သာကပြောလို့မှန်ပဲကန်ထားတာဖြစ်တယ်နော်ဒါကတော့ဒါပါပဲဒီမှာကျွန်တော်စီနေရှိမယ် spotlight လေးကျွန်တော်ထားပေးတယ်နော်ဒီဘက်မှာကကျတော့သူ့ရဲ့ဒါ study table ပေါ်မှာလည်းဒါမြင်ရပါနော်ဒါကတော့အခုတို့ကစနေနေဆိုတော့ကျိုးဟာလေးကကျွန်တော်မပြတော့ဘူးထပ်မှန်ပြီးတော့ဒီမှာရှိတဲ့ဥစ္စာကိုပဲဒါအကြမ်းမြင်ကြည့်တဲ့ပတ်စံဒါရှိပါတယ်အဲ့တော့ကျွန်တော်တို့ပေါ်ဆုံးခုကိုသွားရအောင်အဲ့တော့ဒါကမရှိတော့ဒီဟာနဲ့လိုက်ဖက်အောင်ကျွန်တော်ဒီတိုင်းကိုပဲဆက်ပြီးပြန်လုပ်ရတာပေါ့နော်အဲ့တော့ဒီမှန်နဲ့ဒီစတီးလိုက်ရတဲ့ကျွန်တော်ပြန်ပြီးဆက်ရတာအဲ့တော့ဘာဖြစ်ဖြစ်ဟို ground ကနေအပေါ်အထိကဒါကြီးဖြစ်သွားပြီအဲ့တော့ဒီပေါ်မှာလည်းကျွန်တော်ကျွမ်းပြားရေးတင်လိုက်ရတယ်အောက်နဲ့တူသွားအောင်အဲ့တော့ဒီပေါ်မှာကဒီအပေါက်ကကျွန်တော်ဖောက်ပြီးတော့ဒီပေါ်တက်တဲ့ roof slab ဖြစ်လာတာပေါ့နော်အဲ့တော့ဒီကောင်ကလည်းကျွန်တော်ကအုပ်စီပြီးတော့ဒါကလေကအိမ်လိုမျိုးကျွန်တော်ပြောမယ်ဆိုဒီလေကအိမ်ကလည်းအကျယ်ကြီးပဲစီနီကတော့အသက်အဲဒီမှာလည်းကျွန်တော်တို့ဒီအပေါ်တက်ကိုထားတဲ့ TV panel လေးကဒီမှာရှိမယ်အပေါ်မှာရှိတဲ့မီးဖွင့်ပိတ်ကတော့ဒီကနေလောက်ရမှာပေါ့နော်ဒီတကားကျွန်တော်ချိန်ထားတယ်ဒီ
ဒီဟာကတော့ကျွန်တော်တက်ထားပေးတယ်နော်အဲ့ဒါဆိုရင်ဒီခန်းပြီးသွားပြီကျွန်တော်တို့ roof set ကိုသွားမယ်ဆက်ပြီးတော့ကဲဒါကတော့ကျွန်တော်ပြောတဲ့ rooftop ကိုစပြီးရောက်ပြီပေါ့နော် rooftop မှာကျွန်တော်ဘာရင်စပြောချင်လဲဆိုတော့သူ့ရဲ့ original ကခုဒီ floor ဒီ floor original ရှိတဲ့ floor ဒါပေမဲ့ကျွန်တော်တို့ကဒါကို raise လုပ်လိုက်ရတယ်ဘာဖြစ်လို့ raise လုပ်လိုက်ရလဲဆိုတော့အရင်တုန်းကအဟောင်းမှာဒီဘက်မှာရှိတဲ့ slab နဲ့ဒီဘက်မှာရှိတဲ့ slab က height မတူဘူးသူကလှေကတစ်လေးနဲ့တက်ရတယ်အရင်ပုံစံလေးကကျွန်တော် video ထဲမှာတော့ထည့်ပြပေးမှာပေါ့နော်ဒီလျံလေးဒီနေရာမှာရှိတယ်ဒီပေါ်မှာဒီလိုခေါင်းမိုးဒီအမိုးကလည်း original တိုင်းပဲရှိတယ်ဒါပေမဲ့ဒီဘက်မှာကျတော့ plain level ကတော့ဟိုဘက်မှာဘယ်လိုဖြစ်သွားလဲဆိုတော့အင်ရှင်ကဒီပေါ်မှာကျွန်တော်ခုနကပြောခဲ့တာပေါ့နော်ဘာကြောင့်မို့ဖြတ်ဘင်းထည့်လိုက်ရလဲဆိုတဲ့အခါမှာဒီရေကူးကန်ကိုထည့်ခြင်းတယ်ဆိုတဲ့အတွက်ကြောင့်မို့ဒီရေကူးကန် weight ကိုနိုင်မနိုင်ကျွန်တော်တို့ကဒီ structure engineer ကိုခေါ်ပြီးစစ်လိုက်တယ်စစ်လိုက်တဲ့အခါမှာသူ့အနေနဲ့ကတော့ဒီနေရာနဲ့နောက်တနေရာမှာလည်းကျွန်တော်ထပ်ပြပါမယ်အဲ့မှာတော့ဖြတ်ဘင်းထဲမှာပဲအဆင်ပြေမယ်ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဖြတ်ဘင်းလေးထည့်ပေးတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်နောက်ထပ်တစ်ခုပြောချင်တာကဒီမှာ step တစ်ခုဒီမှာ step ဟိုမှာ step 3ခု initial design မှာじゃ step က2ခုပဲရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုရေကူးကန်ဘက်ကဒီဟာရဲ့ height ကိုကျွန်တော်တောင်းလိုက်တော့ကျွန်တော်ကို height ကိုပေးတယ်။ပေးလိုက်တော့သူ့ height တိုင်းကိုကျွန်တော်ကဒါညှိထားပြီးသား။ဒါပေမဲ့ဘာဖြစ်သွားလဲဆိုတော့သူတို့လာတက်တဲ့အခါမှာအောက်မှာရှစ်လက်မတပေလောက်ရှိတဲ့နောက်ထပ်ခုံတုံးမှာထပ်ထည့်လိုက်တဲ့အခါမှာသူက step 2ထပ်မြင့်သွားတယ်။ထပ်မြင့်သွားတဲ့အခါမှာကျွန်တော်ဒါတွေကလုပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့် step ကတော့3ခုဖြစ်သွားတယ်။ဒါပေမဲ့3ခုဖြစ်သွားတယ်ဆိုပေမဲ့လည်းသူကလည်းသူအဆင်ပြေပြေနဲ့တော့အသုံးပြုလို့ရသွားတယ်ပေါ့နော်။အဲ့တော့ဒီနေရာတွေမှာကဒီလျံနေဆိုရင်တော့အရင်တော့ဒါတွေကအဟောင်းနေဆိုတာဒီအောက် level မှာကတက်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ decking sheet ကိုခင်းဖို့အတွက်ကိုဒီအုပ်တွေကိုကျွန်တော်ဆက်ပြီးတော့တက်လာပြီးတော့မှဒီဟာတွေကိုပြန်ပြီးတက်ပေးထားတယ်နော်ဒီမီးတိုင်တွေကတော့ကျွန်တော်အနေနဲ့ကတော့ဒီအပေါ်မှာဒီ decking ရယ်ဒီရေကူးကန်ရယ်ဒီလိုမျိုးဒီ European style မီးတိုင်လေးတွေနဲ့ကပို့လိုက်ဖက်မယ်ထင်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ကတော့စီစဉ်ပြီးတော့ကျွန်တော်တက်ပေးထားတယ်ပေါ့နော်ဒီပေါ်မှာခင်းထားတာကကျွန်တော်တို့က raise floor မှာ decking လုပ်ထားတယ်အောက်မှာကျတော့ဟောင်းလောင်းကြီးအောက်မှာကျတော့ဘာထားလဲဆိုတော့ဒီရေကူးကန်ရဲ့သူ့ရဲ့လိုအပ်တဲ့ filter တွေပတ်မိရတော့ဒီအောက်ထဲမှာထားတယ်ဝင်ချင်းတခါနာမှာပဲ access panel လေးတစ်ခုရှိရအဲ့ဒါလေးကျွန်တော်ခဏလေးပြမယ်ပေါ့နော်ဒီဟာလေးကကျတော့အင်ရှင်ရဲ့အသားနဲ့တူတယ်သူကကျတော့ရေတကွန်လေးလဲလိုချင်တယ်ဆိုတဲ့အတွက်ကြောင့်မို့ဒါကတော့ရေကူးကန်ဘက်ကတော့ဆင်တယ်ရေကြအောင်တော့သူတို့ဘက်ကလုပ်တယ်ကျွန်တော်တို့ဘက်ကတော့ဒီအုပ်စီတာနဲ့ဒီခြေပြားကတ်တွေရတယ်ကျွန်တော်ဘက်ကနေလုပ်ပေးထားတာပေါ့နော်ပြောမယ်ဆိုရင်ရေကူးကန်တော်တော်ကိုကူးကျင်စရာပဲညနေပိုင်းဆိုတော့ပူကောင်းတယ်အခုကကျတော့နေကင်းနှီးပါလောက်ဖြစ်တဲ့အတွက်ကြောင့်မို့ကိုတော်တော်ပူနေပြီဒီမှာရှိတဲ့ထိုင်ကုန်နေစပွဲတွေကလည်းကျွန်တော်အဆင်ပြေတဲ့ဟာလေးတွေဝယ်ပြီးတော့ထည့်ပေးပါဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဝယ်ပြီးထည့်ထားပေးတယ် initially ကဒီအပေါ်တစ်ခုလုံးမှာကျွန်တော် solar တွေတက်ဖို့အတွက်ကိုကျွန်တော် frame နဲ့အမိုးနဲ့ကိုတော့ recommend လုပ်ထားတယ်ဒါပေမဲ့လည်းဒါဒီဘက်မှာတက်ဖြစ်သွားတဲ့အတွက်ကြောင့်မို့ဒီဘက်ကတော့ open ထားတာပေါ့နော်ဘာဖြစ်လို့ rooftop ဆိုတော့ open space လည်းရှိတင်တာပေါ့နော်နောက်တစ်ခုကဒီဟာကကျွန်တော် drawing ဆွဲတုံးကဒါလေးကတော့ဘာလို့မဟုတ်လို့ပဲထည့်ပြီးဆွဲထားတော့ပထမတော့ဒါပုံလှအောင်ပဲဆွဲထားတာဒါပေမဲ့အင်ရှင်ကလည်းပုံထဲကရှိတဲ့အတိုင်းလုပ်ပေးပါဆိုကျွန်တော်ထွင်ပြီးတော့ဒါလေးကိုတော့လုပ်ပြီးတော့လက်ဆောင်လုပ်ပေးထားတယ်ပေါ့နော်ဒါကဘယ်လိုလုပ်ထားလဲဆိုတော့ကျွန်တော်တို့ဒီဘက်မှာဇလုံး3ခုကိုမတူတဲ့ဥစ္စာဝယ်ပြီးတော့မဆလာနဲ့မှန်လိုက်တော့ကျွန်တော် waterproofing လုပ်ဆရာမလိုဘူးတော်တူရေးတဲ့လူကြတယ်ညပိုင်းဆိုရင်တော့ဒီရင်ငွေထွက်တဲ့ဥစ္စာလေးတွေကပို့ပြီးတော့ရင်ငွေများထွက်တော့ပို့ပြီးတော့မြင်ရဒါကြတော့ပြောမယ်ဆိုတော့ဒီ vibe ကညနေခင်းနဲ့ညပိုင်းမှာအလှဆုံး vibe ပဲဒီနေရာကနေ့လေနေခင်းကတော့အလောက်တော့မဟုတ်ဒါပေမဲ့ညနေခင်းမှာတော့တော်တော်ကိုထိုင်လို့ကကျွန်တော်တို့မှခုနကတော့အားအားကြောင့်မို့လေးကြည်ရင်းနဲ့ထိုင်ဖြစ်သွားတယ်ဆိုတာအားအားကြောင့်ဒီ vibe တွေကတော်တော်ကိုလှနေတယ်ကျွန်တော်ပြောတဲ့ access panel လေးကဒီနားမှာဒီကနေဝင်ပြီးတော့ပြင်လို့ရတယ်လူတရက်စာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကုန်းပြီးဝင်သွားတယ်ဒီအောက်မှာလုံးဝအရှင်းကြီးပဲဒါရေဦးကန်နဲ့ပတ်သက်တဲ့ဟာတွေရှိတယ်နောက်ဆုံးတခြားဟိုဟာရေစိုးကန်တဲ့ပစ္စည်းတွေပါဒီစတိုအနေနဲ့ထားမယ်ဆိုတော့ဒီအောက်မှာနေရာအခြေကြီးထားလို့ရသေးတယ်နော်အဲ့တော့ဒီဘက်မှာလာမယ်ဆိုရင်ဒီနေရာကဒီခေါင်မိုးတွေကအရင်ကရှိပြီးသားခေါင်မိုးတွေဒီမှာမှကျွန်တော်တို့ကဘာလုပ်လိုက်လဲဆိုတော့အရင်တော့ဒီကောင်ကခေါင်မိုးအချီကိုမှကျွန်တော်ဖြုတ်ပြီးတော့4 angle တင်လိုက်တယ်4 angle တင်ပြီးတော့ကျွန်တော်အဲ့ပုံမှာကျွန်တော် solar တွေထပ်ပြေးထားတယ်ဟိုဘက်မှာလည်း solar တွေပြေးထားတယ်ဘာလို့ဆိုတော့ဒီမှာကကျတော့ solar 3တင်တဲ့နေရာဖြစ်နေလို့လေဘာလို့ဆိုနေပူနေတော့ဒါကသုံးချမှာကိုအဆင်ပြေမှာပေါ့နော်နောက်တစ်ခုကဒီမှာကျွန်တော်ကိုအနည်းဆုံး6ယောက်ထိုင်တဲ့ဇပွဲကိုထားပေးပါဆိုတော့ကျွန်တော်ဒီဇပွဲကိုကျွန်တော်လိုက်ရှာတော့တော်တော်ရှာခက်သွားတယ်ပေါ့သူ့ရဲ့ dining table ဆက်က6ယောက်ထိုင်ဇ
10ရောက်ထိုင်ဆိုတာကတော်တော်မရှိတော့ပဲမရှိတော့ကျွန်တော်ဘာတော့တွေ့တယ်ဆိုတော့ဒါနောက်ဆုံးကကျွန်တော် Usna Plaza မှာကျွန်တော်တွေ့ခဲ့တယ်ဒါကတော့မှန်ကတော့ဒါ dining table တော့မဟုတ်ဘူးဒါကသူတို့သုံးတာတော့ဒါ meeting table လိုမျိုးကိုသုံးထားတာဒါပေမဲ့လည်းဒီ dining table အနေနဲ့လူရောက်ရရတယ်ဒါ10ရောက်ဆက်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါ10ရောက်ကိုဝယ်ပြီးချထားပြတယ်တော့ဒါမနေ့တော့ရှာလိုက်ရဒီစပွဲရောဒီကာလာရောဒါပေမဲ့ဒါကအပြင်မှာထားလို့ရတဲ့ဟာဟိုရေဆိုခံလားဆိုတော့ direct မွေးရည်ထဲမှာတော့မထားသင့်ဘူးလူမျိုးအပြင်မှာအောက်တိုးမှာ shelter အောက်တိုးဆိုတော့ဒါထားလို့အဆင်ပြေတယ်ညီမရှိတဲ့ဟာလေးတွေကဘာလို့တော့မဟုတ်ကျွန်တော်တွေ့ရင်တွေ့တဲ့ဟာလေးတွေဝယ်ပြီးထည့်ထားပေးတာပေါ့နော်ဒါလေးတွေကအသုံးပြုလို့ရဒါဆိုရင်ပုံလေးတွေတင်လို့ရတယ်ဒါဆိုရင်ရေလေးတွေဝိုင်လေးတွေထည့်လို့ရတဲ့ဟာလေးတော့ပါမယ်ဒီမီးလုံးလေးတွေကျွန်တော်ပြန်တက်ထားပေးတယ်ပြီးတော့အိမ်ရှင်ကကြတော့ဒီမှာကသူက gym အသေးစားလေးပေါ့ဘာလို့တော့မဟုတ်ဘူးဒီအိမ်တစ်ခုမှာ gym လေးရှိတယ်ဆိုတာလေးဟိုဖြစ်ချင်တယ်ဆိုရတဲ့အတွက်ကြောင့်မို့ဘူးဒီဂျီတိုင်ကြီးရဲ့ upper slab လေးမှာကျွန်တော်ဒီမှာ gym လေးလုပ်ထားပေးရပေါ့နော်ဒီ gym ခန်းလေးကတော့ဒါပြောမယ်ဆိုတော့သေးပါတယ်ဒီမှာဒီထားမှာတော့ပြေးဆက်နဲ့ဒီဆက်နဲ့နှစ်ခုပဲရှိတယ်ဒါကတော့လောလောဆယ် store အနေနဲ့ပဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကတော့နေရာချမယ်ဆိုတော့ဒီမှာတစ်လုံးနဲ့ဒီဘက်မှာတစ်လုံးချမှာပေါ့နော်အဲ့လောက်ပါပဲဒါကတော့မ3ပြက်လောက်ပါဘူးဒါရှိတယ်ဆိုတဲ့ပုံစံလေးနဲ့ပဲထားတာပေါ့ပြီးတော့ဒီဘက်မှာ toilet တွေကတော့အများကြီးပဲဒါပေမဲ့ဒီမှာ party တီးပါပေးတဲ့အခါမှာဧည့်သည်တငယ်ချင်းတွေပါလာမှာဘာလို့တောက်ဆိုင်သိရမလားဘီယာတောက်ရင်သေးရတော့ရွှင်တယ်အဲ့အတွက်ကြောင့်မို့အပေါ်တွေပါသွားခြင်းနဲ့ဆိုရင်လေဒီမှာ toilet လေးရှိတယ်ဒီ toilet ကရေကူးပြီးတော့ရေချိုးခြင်းနဲ့ဆိုလည်းရေချိုးလို့ရမယ်ဒါ toilet ကတော့အသေးလေးပဲဒီမှာမှန်ရှိမယ်သူကလူရှိတဲ့နာလေးဘေးစင်လေးတွေ toilet လေးရေချိုးတဲ့နေရာလေးရှိမယ်ဒီဟာကအမှန်တော့ဒီလိုမျိုးဒီဇိုင်းလေးဖြစ်သွားတဲ့ဟာကနည်းနည်းလေးပို့ပြီးတော့အဆင်ပြေသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒါလေးကိုဆင်းလာပြီးတော့ဒီဘက်မှာ toilet ရှိတယ်လို့ဒီမှာကကျွန်တော်ရေတိုင်ကြီးထားတယ်ရေတိုင်ကြီးကဒီနားရောက်သွားတယ်ဟိုအရင်တော့ဒီရေတိုင်ကြီးကကြတော့ကျွန်တော်တို့တကားနေဝင်ကြီးဘယ်ဘက်ချမ်းမှာရေတိုင်ကြီးထားတယ်ဒါပေမဲ့အဲ့ဒီကနေမှဒီဘက်ကိုရွှေ့လိုက်တာပေါ့နော်အဲ့ဒီရေတိုင်ကြီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်အောက်မှာလည်းဖြတ်ပြီးတစ်ခုကျွန်တော်ကတင်လိုက်ရတယ်နော်အဲ့တော့ဒီထဲမှာအရင် water heater အဟောင်းတစ်ခုရဲ့ရေတိုင်ကြီးရဲ့ဆိုတော့သူ pressure pump မှာအဆင်ပြေသွားတဲ့အခန်းလေးဖြစ်သွားတယ်အဲ့တော့အကယ်၍ဒီဟာကပထမအင်ရှင်ကကျွန်တော်ဟိုပြောတယ်ဒီကနေမစင်းစားခင်မှာဒီဘက်ကနေသူဝင်မယ်လို့ပြောတယ်ဒီလေကားကနေတက်လာတာ ਨੇ ဒီလေကားကနေတက်လာတာ ਨੇ ဒီကနေသွားခွပြီးဝင်မှုဒီမှာနေမဲ့ခွပြီးဝင်လိုက်မယ်ပေါ့နော်ဒီအခန်းကိုဒါပေမဲ့ခွပြီးဝင်လိုက်မယ်ဆိုရင်ကကျွန်တော်အနေနဲ့ကဒါကအစင်သိမ့်မပြေနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ तू ကတေကတက်ကြီးမှာမောနာမရှိဘဲနဲ့ခွာရတာတကြောင်းနဲ့အကယ်၍ဝတ်ထားတဲ့ပုံမူတည်ပြီးတော့ဥပမာပစိုးတွေထမိန်တွေဝတ်ထားမယ်ဆိုရင်တော့အဆင်ပြေမပြေလောက်ဘူးလေအဲ့အတွက်ကြောင့်မို့ကိုဒီဇိုင်းအရာဒီဇိုင်းလေးချိန်ပြီးတော့ဒီလေကားလေးနဲ့ဆင်းသွားပြီးတော့နှစ်ဖက်ညာဘက်ဆိုရင် toilet ဘယ်ဘက်ဆိုရင်ဟိုဒီတိုင်းကြီး access ဟိုရှိတဲ့နေရာကိုလောက်ထားပြီးတဲ့အတွက်ကြောင့်မို့ကိုပို့ပြီးတော့လည်းဆင်ပြေသွားတာပေါ့နော်ပြီးတော့ဒီဟာတွေကကြတော့ကျွန်တော်တို့ဒီဘင်းနေကြားထဲမှာကဒီအောက်က decking ဥစ္စာကိုပဲဖြတ်ပြီးတော့ဒီမှာလိုက်ဖက်အောင်ကျွန်တော်ဒါကြားလေးကြားညက်ပြီးထည့်ထားပေးတာပေါ့နော်တော်တော်နည်းနည်းဆန်းသွားမှုဆိုရင်တော့ကျတော့အနက်ရောင် only ပဲဖြစ်နေမှာပေါ့ဒီရလဲလို့ပဲကျွန်တော် drawing ထဲမှာဒီပုံစံလေးထည့်ဆွဲထားတော့ဒါလေးကိုမရမကကျွန်တော်ရှာဝယ်လိုက်ရတယ်ဒါကကျတော့ည barbecue တုပ်စားမယ်ဆိုတော့ကင်မိုးအတွက်ကိုရှာပေးထားတာဒါလည်းမနေ့ရှာလိုက်ရတယ်ဒါအစ်စ်ကြီး3000မသုံးရသေးဘူးပေါ့နော်အဲ့တော့ဒီဒန်းကကျတော့သူ့အမျိုးသမီးကဒီမျိုးဒန်းလေးကိုထည့်ကျင်နေဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒါလေးလည်းရှာပြီးတော့ကျွန်တော်ထည့်ထားပေးတယ် overall ပြောရမယ်ဆိုရင်တော့ဒီအပေါ်မှာကဟိုအရင်တုန်းကကျွန်တော်ပြောလို့ဓာကြီးက slab ပြင်ဒီ level နဲ့ဟို level နဲ့မတူဘူးသူ့ရဲ့ရေတိုင်ကြီးကဝင်ချင်းဟိုဘက်မှာရှိတယ်ပြီးတော့ဒီဘက် area ကကျတော့ကျွန်တော်တို့ဒီရေတိုင်ကြီးထားတဲ့ area အရင်တုန်းကခုနကတော့အောက်မှာကျွန်တော်ပြောခဲ့လို့ပဲဒုတိယတက်ရဲ့စင်ဝင်ကနေဒီဘက်ကိုဒီတက်တဲ့လှေကားနဲ့တက်တာဥစ္စာအဆင်မပြေဘူးအဲ့တော့အဲ့ဒါကိုဖြုတ်ချလိုက်ပြီးတော့ဒီလိုမျိုးဆက်လိုက်တယ်ကျွန်တော်လှေကားကိုရတယ်လှေကားအစ်စ်အုပ်နဲ့ပြန်တက်လာတယ် slab ကိုဖောက်ပြီးတော့အဲ့တော့ဒီလိုပုံစံလေးဖြစ်သွားတယ်အဲ့ဒါလေးကိုကျွန်တော်ပြပြချင်တယ်မှာအဲ့ဒါပြောနေကျွန်တော်တခုမိကြံခဲ့လို့အဲ့ဒါဘာလဲဆိုတော့ဒီတကားက original Majesty တုန်းကတော်တော်လေးကိုဟောင်းပြီးတော့ကာလာကလည်းနွမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ light ဖက်တဲ့ကာလာနဲ့ Majesty တို့အစ်စ်ကိုချိန်ထားပေးတယ်ပေါ့နော်ဒီဟာလေးကျွန်တော်ကြံပါလို့အဲ့တော့ဒီနေ့အတွက်ကိုကျွန်တော်ရဲ့ထိုးကတော့ပြီးသွားပြီခါတိုင်းလိုပဲကျွန်တော်တို့ဒါကကြတော့သုံးထပ် roof slab ကိုကျွန်တော်တို့ကပြန်ပြီးတော့ renovate လုပ်ထားတဲ့အိမ်လေးဖြစ်တယ်အရင်တော့ကျွန်တော်ပြောလို့ဒါတွေက slab ပဲရှိတယ်ဒါတွေဘာမှမရှိခဲ့ဘူးအဲ့ကနေမှကျွန်တော်ထည့်ခြင်းတဲ့ရေကူးကန်တို့ဒီ
ဒီအလှဆင်တဲ့ဟာတွေကျွန်တော်တို့ရအောင်နဲ့ခိုင်ခန့်အောင်ကျွန်တော်ထည့်ထားတယ်ပေါ့နော်ထည့်ထားတယ်ဒီလိုမျိုးနောက်ပြည့်နေတဲ့လုံချင်းတွေလည်းရှိတယ်ခိုင်းလိုပဲကွန်ဒိုတွေတိုက်ခတ်နေလည်းရှိတယ်အဲ့ဒါလည်းကျွန်တော်တို့ထပ်ပြီးတော့တင်ပေးဦးမယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဟို Sciony Construction Integration ကို like and subscribe နဲ့ follow လဲလုပ်ထားပေးပါအဲ့ဒါဆိုရင်အမြန်ဆုံးသူများထက်ဥအောင်ကြည့်ရတာပေါ့နော်အဲ့တော့ကျေးဇူးများတင်ပါတယ်